အားလုံးမင်္ဂလာပါအေရှာဂျက်ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဒုတိယပိုင်းအနေနဲ့ဒီအနာတွေများတဲ့မချန်ခါကဲရဲ့လှုပ်ချင်တဲ့စိတ်ကွက်ကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမပိုင်းအနေနဲ့ကတော့ကျွန်တော်ရှေ့ပိုင်းမှာမှတ်စမ်းပွင့်လေးတွေကိုထုတ်ပြီးမှလှုပ်ချင်တဲ့စိတ်ကွက်ကိုမျှဝေပေးထားတာဖြစ်ပါတယ်အဲ့မှာလေးသွားကြည့်လို့ရပါတယ်ဗျဒါတော့ကျွန်တော်ဒုတိယပိုင်းအနေနဲ့မျှဝေပေးမှာဖြစ်ပါတယ်ကြောက်လေးရမစိုးဘူးကြောက်စီကြောက်သားလေးတော်တော်လေးကိုမှအကောင်းနဲ့ပြစ်ချစ်တစ်ခုအနေနဲ့ကတော့အနာများတာပေါ့ဗျာအနာတော့တော်တော်လေးကိုမှများပါတယ်ဗျသူကညှို့ပေါက်လေးတွေပါတယ်အဲ့ဒီညှို့ပေါက်နေရာလေးတွေကိုကျွန်တော်တို့ကအပွင့်လိုက်ထုတ်အောင်မှာဖြစ်ပါတယ်စိတ်တော့တော်တော်ရှည်ရတဲ့ပေါ့ဗျာနော်ဒါလေးတွေကတော့ကျွန်တော်တို့ weight shot ထားတဲ့အနေထားမျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ထပ်ပြီးမှ weight shot အောင်ပါပေါ့ဗျာအဲ့မှာကျွန်တော်တို့ဒီကဲနည်းနည်းကြီးတရားကြီးရှိပါတယ်ဗျာအဲ့ဒီဖြတ်သားချမ်းကြီးတရားကြီးပေါ့ဗျာအဲ့ဒါကိုဆိုရင်ကျွန်တော်တို့ကအတုံးဝန်းတစ်လေးတွေဖြစ်အောင်လိုက်ပြီးမှဖြတ်ရမှာဖြစ်ပါတယ်အတုံးတစ်လေးတွေရပြီဆိုမှပဲကျွန်တော်တို့အဲ့ဒီမျိုးပေါင်းနေရာလေးတွေကိုအပွင့်လိုက်ထုတ်အောင်မှာဖြစ်ပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့အတုံးတစ်လေးတွေဖြတ်ပြီးမှ weight shot ပြီးသွားတဲ့အနေထားမျိုးလေးဖြစ်ပါတယ်အမှကျွန်တော်တို့ညှို့ပေါက်လေးတွေတော့တွေ့နေရတယ်ပေါ့ဗျာအဲ့ဒီညှို့ပေါက်နေရာလေးတွေကိုပဲကျွန်တော်တို့ကအပွင့်လိုက်ထုတ်အောင်မှာဖြစ်ပါတယ်ဒီလိုမျိုးအနာများတဲ့ကြောက်တွေကိုညှို့ပေါက်နေရာလေးတွေကိုအပွင့်လိုက်ထုတ်မယ်တဲ့ဆိုရင်တော့ကျွန်တော်တို့ဖြတ်ဘိန်းပါတာလေးနဲ့လိုက်ထုတ်အောင်မှာဖြစ်ပါတယ်ဖြတ်ဘိန်းထူတာလေးနဲ့လိုက်ထုတ်လို့မရပါဘူးဗျဘာကြောင့်မို့လဲဆိုတော့ကသူကညှို့ပေါက်နေရာလေးတွေကလည်းသေးတယ်သေးတာဖြစ်တဲ့အတွက်သူကဖြတ်ဘိန်းထူတာနဲ့ဆိုရင်တော့ပြောမှဆိုရင်တော့အပွင့်ပေကြီးရမယ်မရတော့ဘူးပေါ့ဗျာအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ဖြတ်ဘိန်းပါပါလေးနဲ့ပဲအပွင့်လိုက်ထုတ်ပေးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်အပွင့်လိုက်ထုတ်နေတာဖြစ်ပါတယ်ဗျမှာအပွင့်ရည်လေးတော့မစိုးပေါ့ဗျာတော်တော်လေးတော့ရနေပါပြီဗျကြည်တောက်ရှင်းလေးတွေကိုပဲကျွန်တော်သေချာလေးရအောင်လိုက်ထုတ်ပေးနေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ညကိုရိုက်ထားတာဖြစ်ပါတယ်ဗျာနော်ညမိုးချုပ်တဲ့ထိအောင်ဖြတ်တာဖြစ်ပါတယ်ဒါကြောက်ပဲရှင်နေကျွန်တော်နဲ့AC ထိုင်ဖြတ်နေတာပေါ့ဗျာနော်ကြောက်လေးကတော်တော်လေးကမှကြောက်စီကြောက်သားလေးတွေကောင်းနေပေါ့ဗျာဒါလေးတွေကိုကျွန်တော်ကသေချာလေးလိုက်ကြည့်ညိုပေါင်းနေရာလေးတွေကိုသေချာလေးလိုက်ရှာပြီးမှဖြတ်မြောက်အပွင့်ထုတ်ပေးနေတာဖြစ်ပါတယ်ပဲဝိတ်ချော့ပြီးသွားတဲ့အတစ်စတွေထဲမှာဆိုရင်တော့ဒီအတစ်စလေးကတော့တော်တော်လေးကမှလာပါတယ်ဗျဒါတော့ကျွန်တော်တို့ဒုတိယနံဖြတ်လိုက်ပါတယ်ဒုတိယနံဖြတ်လိုက်တဲ့အခါမှာအတွင်းထဲမှာလုံးဝအကြည့်ပေါက်နတ်ပေါက်ပေါ့ဗျာနတ်ပေါက်လေးတွေ့ရတာဖြစ်ပါတယ်အဲ့ဒီနေရာလေးကိုအပွင့်ပယ်ရွယ်နည်းနည်းကြီးကြီးနဲ့လှလှလေးပြရအောင်လိုက်ထုတ်မှာဖြစ်ပါတယ်ဖြတ်နှန်းအနေထားလေးတွေကိုတေချာလေးကြည့်နေတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့အပွင့်ထုတ်ပြီးသွားတဲ့အနေထားလေးကိုကြည့်ကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်တို့အပွင့်အလုံးထုတ်ပြီးသွားတဲ့အနေထားမျိုးလေးဖြစ်ပါတယ်အပွင့်ရေအလုံးပေါင်း80ရပါတယ်ဗျဒါအလုံးထုတ်ပြီးပြီဆိုပေမဲ့လည်းနောက်ထပ်ကြံသေးတယ်ဗျနော်နောက်ထပ်အတစ်စတွေဖြတ်သားစတွေအများကြီးကြံသေးပါတယ်ဘာကြောင့်မလဲဆိုတော့ကြောက်ကအရွယ်တော်တော်လေးကိုမှကြီးပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့နောက်ထပ်ကြံသေးတဲ့နေရာတွေတော့နောက်ထပ်တစ်ပိုင်းနေနဲ့ဆက်ပြီးမှတင်ပေးပါမယ်ဒါကတော့ကျွန်တော်တို့ဒီအခုထုတ်ပြီးသွားတဲ့တစ်ဖြတ်ပေါ့နော်ဒီတစ်ဖြတ်ထုတ်ပြီးသွားတဲ့ကတော့အပွင့်ရေ80ဖြစ်ပါတယ်ဒီအပွင့်ရေ80ကတော့မစိုးပေါ့ဗျာပယ်ရွယ်ကြီးတာလေးတွေပါတာဖြစ်ပါတယ်ပယ်ရွယ်ကြီးတာလေးတွေပါတာဖြစ်တဲ့တွေကျွန်တော်တို့နည်းနည်းစီကောင်းတော့မှန်းလို့ရတာပေါ့ဒါတော့ကျွန်တော်တို့အပွင့်ထုတ်ပြီးသွားတဲ့အနေထားလေးကိုတေချာလေးရိုက်ပြပေးနေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ညကိုရိုက်ထားတာဖြစ်တဲ့အတွက်နည်းနည်းကာလာလေးတွေတော့ဝင်နေတာလေးတော့တွေ့ရပါတယ်ဒါတော့ကျွန်တော်တို့မနေ့ပိုင်းကိုရိုက်ပြပေးနေတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့အပွင့်သွေးပြီးသွားတဲ့အနေအထားလေးကြည့်ချင်အောင်ဗျဒါလေးကတော့အပွင့်အလုံးသွေးပြီးသွားတဲ့အနေအထားလေးမျိုးလေးဖြစ်ပါတယ်တော်တော်လေးကမှလာပါတယ်ဗျလုံးဝကြည်တောက်ရှင်းလေးတွေပေါ့ဗျနော်အဲ့တော့ဒီလိုမျိုးကြည်တောက်ရှင်းလေးတွေဆိုရင်တော့ကျွန်တော်ရှေ့ပိုင်းမှာတော့လည်းပြောဘူးပါတယ်ကုန်တယ်တွေတော်တော်ကြိုက်ပါတယ်ဗျဒီဘယ်ဘက်အချမ်းကအပွင့်ရ20တော့နည်းနည်းလေးတော့ယော့တယ်ပေါ့ဗျအဲ့ဒီယော့တဲ့ရလေးကိုတော့ကျွန်တော်တို့တည်တံ့ခွဲပြပေးထားပါတယ်ညာဘက်အချမ်းကအပွင့်ရ60ကတော့လုံးဝကြည်တောက်ရှင်းအတန့်လေးတွေဖြစ်ပါတယ်ထိပ်ဘက်ပိုင်းကအပွင့်ရေ10ဝင်ကတော့လုံးဝကောင်းပွင့်နေဖြစ်ပါတယ်ဗျပြောမှဆိုတော့စကားတကားရဲ့ဆက်လိုက်တွေပေါ့ဗျာနော်ဘာကြောင့်မလဲဆိုတော့တော်တော်လေးကိုမှလာနေတာဖြစ်တဲ့အတွက်ကြောင့်ပါကဲဒါလေးကိုကျွန်တော်တို့ကြောက်ဖွင့်ရှင်တဲ့တိုင်ပင်ပြီးမှခွဲကြည့်တယ်ပေါ့ဗျာဘလို့ခွဲကြည့်လဲဆိုရင်တော့အထက်ဆင်တင်းနေရဆင်မယ်မဆင်တင်းနေရတွေကတော့ကျွန်တော်တို့ဒီတိုင်းပဲရောင်းမယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့ချိန်ကြည့်လိုက်ပါတယ်ဗျချိန်ကြည့်လိုက်တဲ့အခါမှာတော့ခုလိုမျိုးပုံစံမျိုးလေးဖြစ်လာပါတယ်လက်ဆွဲပရက်တကုံနဲ့ကျန်တဲ့အပွင့်တွေကတော့ဒီတိုင်းအလွတ်ရောက်မှာဖြစ်ပါတယ်ဘာလို့ကျွန်တော်တို့ကလက်ဆွဲပရက်ဆင်မယ်ပေါ့ဗျာပတိန်ဆင်မယ်ပေါ့ဒါကျွန်တော်တို့ကြောက်ပန်ရှင်နဲ့ချိန်ကြီးနေတာဖြစ်ပါတယ်လက်ဆွဲပရက်ကုံက16ပွင့်ဆိုတော့ကျွန်တော်တို့ကြံသေးတဲ့60နံပါတ်4ပွင့်အောင်တော့ဒီတိုင်းပဲအလွတ်ပွဲသွားတိုက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တပည့်နဲ့တင်နန်းသားတွေအပွင့်လိုင်းမှာလက်တွေပွဲသွားတိုက်နေကြတာဖြစ်ပါတယ်အဲ့တော့တင်နန်းသားတွေအတွက်လည်းအတွေ့အကြုံရပညာရတယ်ပေါ့ဗျာဒါတော့မဟာအောင်မြေကြောက်ဝင်းဖြစ်ပါတယ်နေကယ်ပိုင်းအချိန်ပေါ့ဗျာအဲ့ဒီအပွင့်လေးတွေ60နဲ့မှ4ဝင်းကိုပွဲတိုက်လိုက်တဲ့အချိန်မှာတော့15သိန်းထိအမြင့်ဆုံးရောက်ပါတယ်ဒါတော့သူတို့စီးခဲ့တာလေးကိုဗီဒီယို record မှတ်တမ်းလေးယူထားတာဖြစ်ပါတယ်ကြောက်မိုက်ရှင်နဲ့တိုင်ပင်လိုက်တဲ့အချိန်မှာတော့ဒါကျွန်တော်တို့15သိန်းနဲ့ရောင်းတယ်မရောင်းတယ်ပေါ့ဗျာနောက်ဆုံးမှာတော့ကျွန်တော်တို့ဒါ15သိန်းနဲ့ပဲရောင်းပေးလိုက်တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ငွေချေနေတဲ့အခန်းလေးပေါ့ဗျာငွေချေနေတဲ့အခန်းလေးကိုဗီဒီယို record မှတ်တမ်းလေးယူထားတာဖြစ်ပါတယ်ဝယ်သွားတဲ့ကုန်တယ်လည်းမန်းထားတာလည်းမြတ်ပါစေမင်္ဂလာဖြစ်ပါစေလို့ကျွန်တော်ရေးရှာချက်ကနေလည်းဆုတောင်းပေးပါတယ်ဗျ
အဲ့တော့ကျွန်တော်တို့60နဲ့မှ4ပွင့်ကတော့ရောင်းပြီးသွားရေပေါ့ဗျာနောက်ထပ်ကြံသေးတဲ့လက်ဆွဲပြေးကဘလောင်ထွက်လဲပေါ့နော်အဲ့ဒါလေးကိုစစ်ပြီးမှမျှဝေပေးပါမယ်လက်ဆွဲပြေးကအထက်မစင်သေးခင်အနေထားမှာကြောက်ပိုင်ရှန်ဒီတိုင်းပဲအပွင့်လို့ပွဲတိုက်ကြည့်လိုက်ပါတယ်ပွဲတိုက်ကြည့်လိုက်တဲ့အချိန်မှာတော့30ကျော်ထိပေးပါတယ်အဲ့တော့ကျွန်တော်တို့ရှိမှရောင်းလိုက်တဲ့က15သိန်းရဲ့သူရောင်းလိုက်တဲ့က30ကျော်နဲ့ဆိုရင်တော့ဒီကြောက်လေးကမစိုးဘူးပေါ့ဗျာသူ့ရဲ့ဝယ်ရင်းစည်းကလည်းလော့တွေကပါတာဖြစ်တဲ့အတွက်ဒီကြောက်တစ်ခုနဲ့တင်တော့မှတော်တော်ကောင်းကောင်းလေးမင်္ဂလာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့သူက30ကျော်ရောင်းရတာရဲ့ဒီဘက်က15သိန်းနဲ့ရောင်းရတာနဲ့ဆိုရင်တော့အလုံးပေါင်း35သိန်းထားပါတော့40နေနီပေါ့နော်40နေနီတော့ရောင်းရတာဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးကတော့မစိုးဘူးပေါ့ဗျာသူ့အတွက်မကောင်းကောင်းကိုမင်္ဂလာဖြစ်ပါတယ်အဲ့လိုမင်္ဂလာဖြစ်တဲ့အတွက်လည်းဝမ်းသာပါတယ်ဗျနော်ကြောက်လေးတွေကဒါပဲကုန်ပြီလားဆိုတော့မကုန်သေးပါဘူးဗျနောက်ထပ်ဖြတ်သားစားတွေအများကြီးကျန်သေးပါတယ်နောက်ထပ်ကျန်သေးတဲ့ဖြတ်သားစားနဲ့ထုတ်ထားတဲ့အပွင့်တွေကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးမှမျှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့တင်တန်းကတော့6လပိုင်းတည်နေအသစ်စာမှာဖြစ်ပါတယ်တင်တန်းအမက်ညီကိုများအတွက်ကတော့ကြိုတင်စီရင်ပေးသွင်းအနံထားလို့ရပါတယ်ဗျကဲဒီဗီဒီယိုလေးကကျွန်တော်ရဲ့မိတ်ဆွေများအတွက်လည်းကြိုးချီးခြင်းပဲလို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်